အဲ့တော့ဗျာဘာဆက်ဖြစ်လဲဆိုတော့အခုကျွန်တော်တို့က Flexi နဲ့ကျွန်တော်တို့သုံးနေတဲ့ user တယောက်ပဲထားပါစို့အဲ့တော့သုံးနေတန်းလန်းနေမှာပေါ့နော်ဟိုအချိန်တက်နေပြီဆိုတော့မှဘာတွေစောက်ပြဿနာထတက်လဲဆိုတော့တိုင်ပြောက်တာတို့သိရမှာလားသုံးနေတိုင်းမပေါ်တော့တာတို့အဲ့လိုကြီးဖြစ်ကြတယ်ဗျာအဲ့တော့အဲ့လိုကြီးဖြစ်တော့ဟိုသုံးနေတဲ့ user တွေက impact ကတော်တော်ထိတယ်ပေါ့အဓိကကဘာကြောင့်လဲဆိုတော့သူတို့ network ကိုသူတို့ maintain လုပ်တာဗျာသူတို့ network ကိုသူတို့ maintain လုပ်တာကဟိုပြောမယ်ဆိုလို့ရှိရင်အတန်ဝါလဲထွက်တော့မှာမှုလို့လားဘာကြောင့်လဲတော့မပြောတတ်ဘူးသူတို့လည်းအတိဆုံးပဲနေမှာပေါ့နော်အဲ့တော့ဟိုအဓိကကကျွန်တော်ပြောချင်တာကအဲ့လိုမျိုးဖြစ်လာခဲ့လို့ရှိရင်မစိုးရိမ်နဲ့ခေါင်းကိုကျွန်တော်တို့အေးအေးထားပြီးတော့ကျွန်တော်တို့စဉ်းစားဆုံးဖြတ်လို့ရတယ်အဲ့တော့ဥပမာဆိုကြပါစို့ကျွန်တော်တို့ကအခုကျွန်တော်ဒီဖုန်းကကျွန်တော်ဆိုရင်ဒါPoco X7 Pro ထားဟိုကျွန်တော်ဒီထဲမှာကျွန်တော်ထည့်တော့လားသုံးနေနဲ့ကျွန်တော်လည်းဇက်ရှိန်တက်မှာကျွန်တော်တိုင်ထပြောက်ပါအိတ်ပလက်တွေထပြပြီးတော့လုံးဝပြောက်ပါအဲ့တော့ okay Xiaomi တို့ Oppo တို့ Vivo တို့ကအဲ့လိုမျိုးဖြစ်သွားလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုဖြည့်ရှင်းမလဲအဓိကအဲ့ဒါကိုကျွန်တော်ပြောချင်တာဘယ်လိုဖြည့်ရှင်းပါလဲဟုတ်ပြီဖြည့်ရှင်းနေရတော့လူတိုင်းကိုစီတော့တင်ထားပေးကြတယ်ဒါပေမဲ့တေးသေးချာချာတော့ကျွန်တော်တို့ live လုပ်ဖို့တော့လိုတာပေါ့လေသိလားဖြည့်ရှင်းနေတော့ရှိတယ်ကျွန်တော်ဆိုလည်း2023လောက်ထဲကတင်ပေးထားတယ်ကွယ်အဲ့တော့ဖြည့်ရှင်းနေရှိတယ်မရှိတာမဟုတ်ဖြည့်ရှင်းနေရရှိတယ်ဖြည့်ရှင်းလို့ရတယ်ဒါပေမဲ့ဖြည့်ရှင်းတဲ့ကဖြည့်ရှင်းတာကကျွန်တော်တို့ပေါ့နော်ပြပေးထားတဲ့အတိုင်းပေချလိုက်လို့ဖို့လိုတယ်အဲ့တော့ကျွန်တော်အခုကအဲ့ဖြည့်ရှင်းနည်းကိုထပ်ပြပေးမယ် Xiaomi ရဲ့ Oppo ရဲ့ Vivo ရဲ့sorry Xiaomi ရဲ့ Oppo Vivo တော့ပါပါ sorry Xiaomi Redmi ရဲ့ Poco ရဲ့မှာသုံးနေတဲ့လူတွေကိုဖြည့်ရှင်းနည်းလေးကျွန်တော်လုပ်ပြပေးမယ်เนาะအဲ့တော့ video လေးကတော့ရှင်းနိုင်တယ်ခင်ဗျားတို့ဖြစ်နေတယ်ဆိုလို့ရှိရင် like ကြည့်ပြီးလုံးကြည့်လိုက်အဆင်ပြေသွားလိုက်မယ်အဆင်မပြေတော့လဲကျွန်တော်တို့ဟိုတစ်မျိုးတစ်ပုံပြန်ဆန်းပေါ့ဟိုဒါလည်းလုံးကြည့်လို့လဲအကျိုးမပြုတ်သွားပါဘူးเนาะအဲ့တော့ကျွန်တော်ပြမယ်ဒီမှာတိုင်ကတော့ okay ပေါ့ဗျာဒါကျွန်တော်ဆိုဒါထည့်ထားရပါဗျာဒါထားလိုက်ကျွန်တော်ခုနပြန်ပေါ်လိုက်တာဆိုတော့အခုကျွန်တော်ပြန်ပြ okay နော်အဲ့တော့ကျွန်တော်ဒီမှာ keypad ကိုကျွန်တော်ခေါ်လိုက်မယ် keypad ကိုခေါ်လိုက်ပါလို့ရှိရင် *share 4636 *star မမှားနဲ့နော်အဲ့ကောင်မှားလို့မရအောင်အဲ့တော့ phone 1 phone 2ကျွန်တော်တို့ရွေးရမှာ phone 1 phone 2မှာဘာကိုရွေးရမလဲဆိုတော့ကျွန်တော်တို့ flexi net ကို scene 1ထဲမှာထည့်ရင် phone 1ကိုရွေး flexi net ကို scene 2ထဲမှာထည့်ထားလို့ရှိရင် phone 2ကိုရွေးလိုက်နော်အဲ့တော့အဲ့ဒါလေးပဲအဲ့ဒါပြီးသွားလို့ရှိရင် okay ကျွန်တော်က scene 1ထဲမှာထည့်ထားတော့ phone 1ကိုရွေးတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာ set prefer network type ဆိုတာရှိအဲ့ထဲမှာကျွန်တော်ကဘာလုပ်ပေးရမှာလဲဆိုတော့ဒီမှာအပေါ်ရှာဒီမှာ AD only ဆိုတာရှိအကောင်ထားပြီးလိုက်ရပြီအဲ့ဒါမလို့တော့ပြီးပြီအဲ့တော့အဲ့မှာအဲ့တိုင်ကဒုံးဆိုတော့ချက်ချင်းမပေါ်ဘူးဘာလို့ရမလဲဆိုတော့ phone reset ချလိုက်ပြန်ပေါ်သွားလိုက်မယ်မစိုးရိမ်နဲ့เนาะကျွန်တော်ကတော့ပုံမှန်တိုင်းပြန်ထားလိုက်မယ်ကျွန်တော်ဘာထားလို့ထားမှန်းတော့ကျွန်တော်မသိဘူးနေကြပါဦးခဏနေကြပါအောင်အနောက်မှာထားမယ်ဗျာကြားတယ်ထားလိုက်တော့ပြီးတော့မှကျွန်တော်ပြန်လုပ်လိုက်မှာအဲ့ဒါလေးကျွန်တော်ပြချင်တာเนาะအဓိကအဲ့ဒါပဲဟိုအဓိကကမစိုးရိမ်နဲ့ဟိုဖြစ်လို့ရှိရင်ဖြစ်ရှင်းနေရှိတယ် Oppo Vivo Samsung တွေကြတော့မတက်နိုင်ဘူးအဲ့တော့ဆရာကြီးတွေရှိတယ်တည်တယ်ဆိုရင်လည်း Oppo Vivo Samsung ကိုဖြစ်ရှင်းနေရှိတယ်ဆိုလည်းပြပေးလိုက်ကြကျွန်တော်ကတော့မသိတာမဟုတ်ဘူးသိတယ်ကျွန်တော်ပြပေးဖို့အတွက်ကျွန်တော်မအားသေးဘူးအားတဲ့နေ့ကျရင်ကျွန်တော်ပြပေးမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ